နောက်လည်းပေးအောင်လေးရ ဟောရော့အောင်လေးငါမင်းတို့ကော်ဖီဖြောလိုက် ဟာမင်းဟုတ်လားဟုတ်သေးပါမင်းကငွေကြီးနေဒီမှာ2ယောက်ထိုင်နေတယ်အောင်လေးတော့ပဲပြောလာတာဟာတော့ဘာပါတော့ မဟုတ်ပါဘူးကွာကော်ဖီကထုတ်သေးရှိလို့ပါငါမင်းနောက်မှတက်ဖတ်တိုင်းမယ်နော်